မြန်မာနိုင်ငံသားများမတော်တင်သောနိုင်ငံ10နိုင်ငံမင်္ဂလာပါရှင်အခုချိန်မှာမြန်မာနိုင်ငံသားတွေအနေနဲ့တခြားနိုင်ငံကိုအခြေချနေထိုင်သူတွေများပြားလာပါတယ်အဲ့ဒါကြောင့်ဒီတစ်ခါတော့မြန်မာနိုင်ငံသားတွေမတော်တင်တဲ့နိုင်ငံ10နိုင်ငံအကြောင်းကိုပြောပြပေးပါမယ်နော်အကြောင်းကတော့တချို့နိုင်ငံတွေမှာဗီဇာခက်ခဲတာလုံခြုံရေးမကောင်းတာမြန်မာနိုင်ငံသားတွေကိုခွဲခြားဆက်ဆံတာစတဲ့အကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်ခရီးထွက်ဖို့စဉ်းစားနေတော့ဒီနိုင်ငံတွေကိုရှောင်သင့်ပါတယ်ဒါနဲ့အစီအစဉ်လေးမစခင်မှာနောက်ဗီဒီယိုမှာမြန်မာနိုင်ငံသားတွေတွားလို့ရတဲ့ဗီဇာလွယ်တဲ့နိုင်ငံတွေကိုပြောပြပေးမှာမို့စောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်။နံပါတ်1မြောက်ကိုရီးယားမြောက်ကိုရီးယားနိုင်ငံကတော့အားလုံးသိတဲ့အတိုင်းခရီးသွားလာရေးအလွန်တင်းကျပ်ပြီးမြန်မာနိုင်ငံသားတွေအတွက်ဗီဇာရဖို့မဖြစ်နိုင်ပါဘူး။အစိုးရထိန်းချုပ်ထားတဲ့နိုင်ငံဖြစ်ပြီးလွတ်လပ်စွာသွားလာခွင့်မရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်။နံပါတ်2အီရတ်နဲ့အီရန်ဒီနိုင်ငံကတော့စစ်ရေးပဋိပက္ခနဲ့အန္တရာယ်များတဲ့နိုင်ငံတွေဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေအတွက်လုံခြုံရေးစိတ်မချရတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။နံပါတ်3အာဖဂန်နစ္စတန်ဒီနိုင်ငံကတော့တာလီဘန်အစိုးရအုပ်ချုပ်ပြီးနိုင်ငံတွေမငြိမ်မသက်ဖြစ်နေပါတယ်။ခရီးသွားတွေကိုပြစ်မှတ်ထားရန်ပြုတတ်ပါတယ်။နံပါတ်4ဆီးရီးယားကတော့ပြည်တွင်းစစ်နဲ့အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေစေနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေတွားရောက်ဖို့လုံခြုံရေးစိတ်မချရတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။နံပါတ်5ယီမင်ဒီနိုင်ငံကတော့စစ်ပွဲနဲ့အငတ်ဘေးကြောင့်ကမ္ဘာအနည်းအရှိဆုံးနိုင်ငံတစ်ခုဖြစ်နေပါတယ်။ခရီးသွားတွေကိုလူရက်ချင်းဖမ်းဆီးခြင်းတွေဖြစ်နိုင်တာကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့လုံးဝမသွားသင့်တဲ့နိုင်ငံပဲဖြစ်ပါတယ်။နံပါတ်6ဆူဒန်နိုင်ငံတွင်လက်နက်ကင်ပဋိပက္ခတွေဇက်တိုက်ဖြစ်ပေါ်နေတဲ့နိုင်ငံပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေအန္တရာယ်ကြောက်ရောက်နိုင်ခြင်းမြင့်မားပါတယ်။ဒါကြောင့်ဒီနိုင်ငံကိုလည်းတွားရောက်နေထိုင်ဖို့မဖြစ်နိုင်ပါဘူး။နံပါတ်9လစ်ဗျာနိုင်ငံကအစိုးရပြိုကွဲပြီးလုံခြုံရေးအလွန်ဆိုးရွားနေပါတယ်။လူရဲမှုနဲ့အကြမ်းဖက်မှုတွေအများဆုံးဖြစ်ပွားနေပါတယ်။နံပါတ်10ဆိုမာလီယာဒီနိုင်ငံကတော့ပင်လယ်ဓမြနဲ့အကြမ်းဖက်အဖွဲ့တွေအုပ်စိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေတွားရောက်ဖို့လုံးဝမသင့်တော်တဲ့နိုင်ငံပဲဖြစ်ပါတယ်။နံပါတ်9ဗင်နီဇွဲလားစီးပွားရေးအကျပ်တဲနဲ့မတည်ငြိမ်မှုတွေရှိနေပါတယ်။မြန်မာနိုင်ငံသားတွေအတွက်ဗီဇာရဖို့ခက်ခဲပြီးလုံခြုံရေးစိုးရိမ်ရတဲ့နိုင်ငံဖြစ်ပါတယ်။နံပါတ်10ယူကရိန်းကရုရှားနဲ့စစ်ဖြစ်နေတဲ့အတွက်အန္တရာယ်များပါတယ်။မြန်မာနိုင်ငံသားတွေအတွက်ထွက်ပြေးရတဲ့အထိအန္တရာယ်ရှိပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံသားတွေမသွားသင့်တဲ့နိုင်ငံ10နိုင်ငံအကြောင်းကိုသိပြီဆိုတော့ကိုသွားမယ့်နိုင်ငံကိုလည်းတေချာစဉ်းစားဖို့လိုပါရဲ့နော်။ဘယ်နိုင်ငံတွေကိုသွားချင်လဲ comment မှာဝင်ရေးခဲ့ပါအောင်နော်။ကျမတို့ရှင်မြန်မာ channel ကိုလည်း like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကျမကတော့တင်ဆက်သူအမ်ပါ။